ဆရာဝန်ဒေါက်တာကျေစင်ယူမွန်ကထုတ်နှုတ်တင်ဆက်ထားတဲ့အစားအစာမန်နျူတွေကိုအားလုံးလွယ်ကူနဲ့လိုက်လုပ်ကြည့်နိုင်ပါတယ်ဒီနေ့မိတ်ဆက်ပေးမယ့်မန်နျူလေးကတော့ကြက်ဥပေါင်းလေးပဲဖြစ်ပါတယ်ဇလုံးတစ်ခုထဲမှာကြက်ဥတွေကိုခောက်ထားပေးပါပြီးသွားရင်တော့ကြက်ပြုတ်ရည်ဒါမှမဟုတ်ဟင်းသီးဟင်းရွက်ဟင်းရည်ပဲငံကြရည်နှမ်းစီနဲ့ငရုတ်ကောင်းဖြူထည့်ပြီးတော့တေချာမွေပေးပါဂေါ်လန်မန်ကိုရေနွေးနွေးနဲ့ဖြော်ထားပြီးတော့ခောက်ထားတဲ့ကြက်ဥအရည်ထဲကိုထည့်ပြီးတော့မွေပေးပါကြက်ဥအရည်ကိုအပူခံပကံသို့မဟုတ်ဇလုံးတစ်ခုတည်းသို့လောင်းထည့်ပါပကံလုံးကိုရေနွေးနွေးနဲ့ဒါမှမဟုတ်ရေအနှဲငယ်ရှိတဲ့အိုးတွင်းမှာထည့်ပြီးတော့ပေါင်းပေးပါကြက်ဥကြက်ရင်ရပါပြီပပလေးထားတဲ့ကြက်သွန်မေးအစိမ်းနဲ့အလားစင်ပြီးတော့ပူပူနွေးနွေးစားသုံးနိုင်ပါတယ်ကြက်ဥပေါင်းကကြတော့အစာကြေဖို့လွယ်ကူပြီးတော့ protein ကျန်းမာတဲ့အဆီနဲ့မရှိမဖြစ်အာဟာရဓာတ်တွေကိုထောက်ပံ့ပေးပါတယ်ဂေါ်လက်မန်းမှာထပ်ပြီးတော့ပေါင်းထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါအာဟာရတန်ဖိုးမြင့်တင်ပေးပြီးတော့ပေါ့နော်ကိုယ်ဝန်ဆောင်ချိန်နဲ့မိဖွားပြီးနောက်မှာမိခင်ရဲ့ကျန်းမာရေးကိုပို့ပြီးတော့အထောက်အကူပြုပါတယ်